အသေးတို့ရေကြည့်ကြနော်ပြေဖြိုးမြင့်ရွှေပုံသာလဲမှနေတယ်နော်အားမနာဘူးဘယ်မှာလုံးပြဘယ်မှာလဲငါအခန်းထဲမှာတက်ထားတာဟုတ်လားဘယ်တော့မှတက်ထားတာဘယ်မှာလဲပြအော်ဒီမှာနော်ဒီလိုမျိုး GPS လာတာ CCTV လား GPS လားမီးခလုတ်ထဲမှာတက်ထားခဲ့ပြေဖြိုးမြင့်အောက်တန်းစားကောင်နော်အသေးတော့အဲ့အောက်တန်းစားပြေဖြိုးမြင့်ဒီကျမရဲ့အခန်းပေါ့နော်ဒါကျမရုံခန်းမှာရှင်နော်ကျမအခန်းထဲမှာ तू ကဘယ်နေရာမှာဒီမှာကြီးအခုနော်ဒါလေးတွေဆိုလို့ရှိရင် तू နော်ဒီမှာဒါလေးဆိုရင် तू ဒီမှာ CCTV အသေးလေးပေါ့နော်ပြမယ်နော်ကျမပြမယ်ဒီမှာကြည့်လိုက်နော်ဒီပစ္စည်းရတွေကိုနော်ဒီမှာကြည့် तू ကမီးခလုတ်ထဲမှာတက်ထားတာအဲ့တော့အဲ့အောက်တန်းစားပြေဖြိုးမြင့်ဒီကျမရဲ့အခန်းပေါ့နော်ဒါကျမရုံခန်းမှာရှင်နော်ကျမအခန်းထဲမှာ तू ကဘယ်နေရာမှာဒီမှာကြည့်အခုနော်ဒါလေးတွေဆိုလို့ရှိရင် तू နော်ဒီမှာဒါလေးဆိုရင် तू ဒီမှာ CCTV အသေးလေးပေါ့နော်ပြမယ်နော်ကျမပြမယ်ဒီမှာကြည့်လိုက်နော်ဒီပစ္စည်းရတွေကိုနော်ဒီမှာကြည့် तू ကမီးခလုတ်ထဲမှာတက်ထားတာဒီမှာဆင်းကက်လည်းပါတယ်နော်ဆင်းကက်လည်းပါတယ်ဒီမှာဒါလေးက CCTV နော်ဒီမှာဒီမီးခလုတ်တွေ့ရမလားအသေးတော့နော်ဒီမီးခလုတ်မှာဒီမှာဒီအပေါက် तू ကဒီအပေါက်ကို तू ကခုန CCTV ပေါ့နော်ခုန CCTV ဒီမှာပြမယ်ကျမဒီအပေါက်နဲ့ဒီ CCTV နဲ့ကိုချိန်ပြီးတော့ဒီထဲမှာ तू ကထည့်ထားတာနော်ကျမကမသိဘူးကျမရင်ကဒီ CCTV လို့ထင်တာဒီ monitor ကိုပဲကျမကမဲနေတာကျမဒီ monitor ကိုမဲတယ်ကျမပြီးရင်ကျမဖုန်းကိုမဲတယ်ကျမကားမှာလည်း GPS တွေ့တယ်နော်အဲ့တော့ဒီအောက်တန်းစားက तू ကကျမဒီလိုမျိုး CCTV နော် spy camera ကျမအခန်းမှာတွေ့ပါတယ်ဆိုတဲ့ဟာကိုဗီဒီယိုတင်ပြီးတော့ तू ကကျမအတွက်ကျမကိုတိတ်ခါချဖို့ဖွင့်ထားတဲ့ Asian နေပေါ့နော် Asian နေဘေထုတ်လက်ကမဟုတ်ဆိုတဲ့ तू ဖွင့်ထားတဲ့အကောင့်မှာသူ့ကိုကျမကလောက်ကြံပြောတာပါဆိုမိန်းမတယောက်ကဘယ်မိမိကောင်းဖခင်သားသမီးမှာနော်ဒီလိုမျိုးပြဿနာတွေကျမစီးပွားရေးလုပ်နေတာနော်ဒီလိုပြဿနာတွေကို line ပေါ်တင်ပြီးတော့ကျမကိုပြောမှလဲကျမမဟုတ်တန်းတရားကိုသူ့ကိုကျမ तू ကပခိုးကလူပြန်ဟစ်နေတာနော်အဲ့တော့နော်အကုန်လုံးနော်ဟိုလေကျမဟိုမိန်းမတွေကလည်းမိန်းမချင်းကိုချင်းစားတဲ့အနေနဲ့ဒီကောင်ကိုနော်တခုခုကိုပြောပြကြပါနော်ယောက်ျားလေးတွေလည်းကျမနော်ပြောမယ်နော်ဒီမိန်းကလေးတွေသူ့အကောင့်အောက်မှာတနာပြီးတော့နော်ပြောပါနော်ဒီမှာမီးခလုံးမှာကိုကတက်ထားတာနော်အဲ့လိုကောင်ကနော်တခြားမိန်းကလေးနဲ့အတူနေတဲ့ဗီဒီယိုကိုခိုးမရိုက်ဘူးလို့ပြောနိုင်လားကျမမိန်းမချင်းကိုချင်းနော်မိန်းမချင်းကိုချင်းပြောမယ်နော်ကလေးမတွေသူ့ကိုသိမယုံကြနဲ့ကျမကို तू ကလိုက်ပြီးတော့ဒီမှာယုံထွက်လို့မရအောင်ဒီလိုမျိုးကျမရဲ့ဒီမှာဒီကနေကင်မရာဒီမှာဒါကင်မရာသေးလေးဒီမှာဒါလေးနော်ဆင်းကက်လည်းရှိတယ်ကျမအသက်40ရှိပြီနော်ကျမအသက်40ရှိပြီဘသူဟိုမှာနော်ဘသူကယုံနေတာလဲဘသူကယုံမှနေရလဲဆိုတာနော်လူမသိလဲဖျားသိတယ်သူ့အောက်မှာသူ့ကိုဝိုင်းပြီးထောက်ခံနေတဲ့မိန်းမတွေရောယောက်ျားတွေဆိုလို့ရှိရင်နင်တို့နှမတွေသမီးတွေဒီလိုလူယုံမှနဲ့တွေ့မှနင်တို့ကိုချင်းစားတဲ့မဲ့နော်မိန်းမတွေဆိုရင်လည်းနင်တို့ကိုယ်တိုင်သူနဲ့ပတ်သက်ပြီးမှနင်တို့ကိုယ်တိုင် HD တွေအရိတ်ခံပြီးမှ तू ကရှုံနှောင်ထားပြီးတော့မှနော်နင်တို့ကိုစိတ်အကြမ်းဖက်မှနင်တို့ကိုချင်းစားတဲ့မဲ့ငါ့ကိုငါဒီမှာပြလိုက်ပြီးတက်တယ်နဲ့နော်ဘသူမှလုံးကျန်ပြီးမပြောဘူးအသေးတွေဟိုဟာလေးမမပြောပြမယ်နော်မမအခုဒီမှာမမရဲ့ရုံးခန်းထဲမှာဒီ spy camera ပေါ့နော်ဒီမှာကြည့်ဒီမီးခလုတ်ပေါ့နော်ဒီမီးခလုတ်အုံမှာမပြမယ်နော်ဒီမီးခလုတ်အုံမှာသူက CCTV အပေါက်ကတခါတည်းပါပြီးသားအဲ့လိုတွဲရောင်းလာတယ်ဒါမမတငယ်ချင်းကမကိုပို့ပေးရပါတော့ဒီမှာတွဲရောင်းလာဒီမှာတေးသေးလေးတွေ့လားဒီအောက်ကတေးသေးလေးတွေ့လားဒီမှာတွေ့လားအဲ့ဒါလေးအဲ့ဒီထဲမှာသူကဒီတေးသေးလေးပေါ့နော်အဲ့ဒီသေးလေးမှာဒီမှာဒီကင်မရာကိုသူကထည့်တာဒီမှာကင်မရာနော်တဲ့တော့နော်တွေ့လားမသိဘူးနော်ဒီကင်မရာပေါ့နော်အဲ့ဒါကိုသူကပေါ့နော်အဲ့ဒီမမဒီရုံးခန်းထဲမှာဒီကင်မရာဒီမီးခလုတ်ထဲမှာဒီကင်မရာဘယ်လိုရောက်နေရလဲဆိုတာကိုအရှိမဗီဒီယိုနှစ်ပုံနဲ့ရှင်းပြထားရရှင်နော်အဲ့တော့တငယ်ချင်းကပို့ပေးလာရဲ့ဒီမှာကြည့်နော်ဒီလိုမီးခလုတ်နဲ့ကင်မရာဒီတခါတည်းတွဲရောက်တာပေါ့နော်အဲ့တော့ဒီမှာကြည့်မမအခန်းကိုပြမယ်နော်မမရဲ့ဒီရုံးခန်းမှာဒီမှာတွေ့လားသူတက်သွားတယ်ဒီမှာဒီမီးခလုတ်ပဲဒီမီးခလုတ်ဒီနော်ဟောင်းနေပြီမလို့သူတက်ပေးမယ်ဆိုပြီးတော့တက်သွားတာပြီးတော့ဒီအပေါက်လေးကနေမရဲ့ကိုကြီးကိုတာတွေအကုန်လုံးကိုကြည့်သွားတာပေါ့နော်မိန်းကလေးတွေနော်
မိန်းကလေးတွေအထူးသတိထားစေခြင်းနဲ့နော်မမကဒါမမရဲ့လုံးဝနော်ကိုယ့်ရဲ့ဘဝနဲ့အဆက်သိက္ခာနဲ့ရင်းပြီးတော့မှရလိုက်တဲ့အတွေ့အကြုံတစ်ခုကိုနော်ဒီလိုလူတွေရှိတတ်တယ်နော်ကိုယ့်ရဲ့သမီးကြီးစားဖြစ်ဖြစ်လင်မယားဖြစ်ဖြစ်ဘာဖြစ်ဖြစ်နော်ဒီမီခလုတ်သတိထားပါမမအိမ်မှာအခုပေါ့နော်ဒါကတော့ကုန်ဖြုတ်လိုက်ပြီပေါ့နော်သူတို့အထက်ကဒီဟာလေးကတော့ဖြုတ်လိုက်ပြီပေါ့နော်ဒါလေးတွေကဒီမှာသူတို့တက်သွားတဲ့ဟာပစ္စည်းရလေးပေါ့ဒီထဲမှာအကုန်ပါတယ်ဒီရဲ့ကက်တွေလည်းပါတယ်ပေါ့နော်မမတို့ကဒီဟာတွေကသိလဲနားမလဲဘူးနီးပညာပိုင်းကိုလည်းနားမလဲတော့ကိုပြောနေတဲ့စကားတွေကို तू ကအမြဲတမ်းသိနေတယ်ကိုကတငယ်ချင်းနဲ့ဖုန်းပြောရင်လည်းအဲ့တငယ်ချင်းနဲ့ဘာပြောလဲဆိုတော့ तू က KB အကောင့်ကနေနှုတ်ထဲကနေပို့နေတာကိုမမကငါပြောနေတာတွေကို तू ဘလို့သိရလဲဆိုပြီးတတိထားမိတာဖြစ်တဲ့အတွက်အိမ်မှာအကုန်လုံးရှာမှပဲဒီမီခလုံးမှာဒီ CCTV ကို spy camera ကိုသွားတွေ့တာဖြစ်တယ်အသေးတော့เนาะအဲ့တော့သတိထားကြပါเนาะမမဒီလူနဲ့ဒီလိုပြဿနာတွေဖြစ်ခဲ့ရဲဆိုတာကိုအရှိမဗီဒီယိုဖိုင်တွေနဲ့လည်းရှင်းပြထားပါတယ်ရှင်เนาะဒါကလေဒီဗီဒီယိုတင်တာပေါ့နော်ဘသူ့ဘာမှထိခိုက်နေတာစေချင်လို့မဟုတ်ဘူးကို့မှာလည်းပေါ့နော်မိန်းကလေးဖြစ်တယ်နောက်ဒီမိန်းကလေးတွေပေါ့နော်ဒီလိုမျိုးမဖြစ်ရအောင်လို့မမတင်ပေးတာပါနော်ဒီမီးခလုတ်ထဲမှာတခါတည်းသူကပါပြီးသားဒီမှာဒီနားလေးကအပေါက်ပေါ့နော်အဲ့ဒီဟာနေအခန်းကိုချိန်ပြီးတော့သူကအဲ့လိုမျိုးလှုပ်ထားခဲ့တယ်နော်ကျေးဇူးတင်တယ်ဒါကလေဒီဟာကလူအများသိသိနဲ့ထင်လို့ဘသူ့မှတော့ထိခိုက်စေခြင်းလို့စိတ်မရှိဘူးဒီလိုပဲတင်ပေးလိုက်တာပေါ့နော်ဒီကင်မရာလေးနော်စပိုင်ကင်မရာတက်ခံရတယ်ဆိုတဲ့ဗီဒီယိုတွေ့တော့ယူရိုကိုပေါ့နော်ဒီဟာလေးကိုပေါ့နော်တခါမှ sharing မလုပ်ပေးဘူးဒီစက်ကရိယာလေးကဒီစပိုင်ကင်မရာတွေကိုရှာတဲ့စက်ကရိယာလေးပဲဖြစ်ပါတယ်အေးကနည်းနည်း psycho လို့ပြောနေပြောလို့ရတယ်အေးကလူတွေကိုမယုံဘူးပေါ့နော်ပြီးတော့အေးတို့အိမ်မဟုတ်တဲ့တခြား data မှာပြောင်းပြီးလာနေရမယ်ဆိုအေးအရင်ဆုံးတွေးမိတာဒီပစ္စည်းလေးဝယ်ရမယ်ပေါ့နော်အေးတို့အိမ်ကလူကိုလည်းပြောရဲမမိမင်းပြောဒီပစ္စည်းကိုဝယ်ရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကိုဘာဖြစ်မလဲဆိုတာမသိသေးဘူးပါသူများကိုအတိအမရှိတဲ့ဒီနေရာကြီးမှာရောက်လာတဲ့ချိန်မှာပေါ့နော်ကိုအရင်ဆုံးကောက်ွယ်ထားဖို့လိုတယ်ကိုတောင်းစိတ်ထားဖို့လိုတယ်ပေါ့နော်အဲကြောင့်မလို့ ATR လေးကိုဝယ်ထားတာဒီဟာတော့ပါမဆို brand ထဲကပါအေးကပါမဆို fan ဖြစ်တဲ့အတွက်ပေါ့နော်ပါမဆိုထဲကထွက်သည်များပစ္စည်းတွေကိုအေးကလိုက်ကြည့်ရောဒီဟာလေးတွေ့ရင်းနဲ့ပေါ့နော်ဝယ်ရမယ့်ပစ္စည်းပေါ့နော်အဲကြောင့်မလို့ဝယ်ခဲ့ရပဲဖြစ်ပါတယ်ဘယ်လိုသုံးနိုင်ဆိုတာပြပါမယ်ဒီမှာပါအခန်းပြီးပိတ်ပြီးတော့မှဒီလိုလေးကြည့်လို့ရပါတယ်ဒီသူ့အဝိုင်းကနေပေါ့နော်ဒီမှာပါဒီလိုမျိုးပေါ့နော်ဒီနားမှာတို့ခလုတ်လေးရှိရပေါ့နော်ဒီခလုတ်လေးကိုဒီလိုနှိပ်ပြီးတော့ဖုံးပိတ်လို့ရတာပါဒီဘက်ကနေကြည့်ရတာပဲဖြစ်ပါတယ်အကယ်၍တို့ကကင်မရာရှိတယ်ဆိုရင်ပေါ့နော်အဲ့ကင်မရာတွေရဲ့မီးလေးတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်ရတော့တခါမှမတွေ့ဘူးတဲ့အတွက်အဲ့ဟာတော့မတိဘူးဒါမဲ့ပါမဆို page မှာတော့ကြည့်လို့ရတယ်ပေါ့နော်ဒီပစ္စည်းရဲ့အကြောင်းကိုပေါ့နော်အဲ့ဟာလေးကိုအလောတကြီး sharing လုပ်ပေးလိုက်ပါတယ်ဒီ set ပစ္စည်းလေးကတော့စေးမများဘူးပေါ့နော်အေးကကြောက်ပါမဆိုကကြောက် VIP ကတ်ရှိထားတယ်ဆိုတော့ member ကတ်ပေါ့နော်အဲ့လိုရှိထားတယ်ဆိုတော့အမြဲတမ်းသူပစ္စည်းဝယ် discount ရတယ်